အိတ်နေနဲ့ဟောက်တက်တဲ့သူတွေမှာ sleep test လုပ်တဲ့အခါဘယ်လိုမျိုးတွေစစ်လဲဆိုတာကိုသိချင်ကြလားဘန်ကောက်မြို့ Thailand Green ဆေးရုံကြီးမှာကျွန်တော် sleep test လုပ်ခဲ့ပါတယ်ဒီဘေးမှာရှိနေတာကတော့ကျွန်တော်ဆေးရုံပြတဲ့တောက်လျှောက်မှာလိုက်ပြီးတော့ကူညီပေးမယ်စကားပြန်အကူပါ sleep test ဆိုတာကတော့အကြမ်းမြင်ပြောရရင်တော့အိတ်နေတဲ့အချိန်မှာအုံနောက်အလုံးလုံးပုံအသက်ရှူပုံနှလုံးခုန်နှုန်းအောက်ဆီဂျင် level စတာတွေကိုစောင့်ကြည့်ပြီးတော့အိတ်ဆက်မှုဆိုင်ရာယောဂတွေရှိမရှိစစ်ဆေးတာဖြစ်ပါတယ်ဥပမာညအိတ်ရင်ဟောက်တက်တဲ့သူတွေမှာဆိုရင်အိတ်ရင်းနဲ့အသက်ရှူရက်တဲ့ OSA ယောဂရှိမရှိကို sleep test လုပ်ပြီးတော့သိရှိနိုင်ပါတယ်အခုကတော့ကျွန်တော်တို့ sleep test လုပ်ပေးမဲ့ ENT နားနှာခေါင်းလေကြောင်းဌာနကိုရောက်ပါပြီခဏထိုင်ဆောက်ထုံးစံအတိုင်းသွေးပေါင်ချိန်တာကိုယ်အပူချိန်တိုင်းတာဝိတ်ချိန်တာတွေလုပ်ပါတယ်ညအိမ်ဟောက်တယ်ဆိုပြီးတော့ပြန်ပြီးတော့သိရတယ်ပေါ့ပြီးတော့နားနှာခေါင်းလေကြောင်းအထူးဦးဆရာဝန်ကြီးက sleep test လုပ်သင့်မလုပ်သင့်မေးမြန်းစမ်းသပ်တာတွေလုပ်ပါတယ်ก็ควรจะต้องใส่ใจในคุณภาพการนอนကျွန်တော်ကကြတော့ညအိမ်ဟောက်တက်တာရဲ့နောက်အိတ်နေနဲ့ဇက်ခနဲ့တုံပြီးတော့လန့်လန့်နိုးတာမျိုးတွေရှိပါတယ်ကျွန်တော်တို့ကအိတ်တဲ့အချိန်ထက်ပေါ့နော်အိတ်ရတဲ့quality sleep ကိုပို့ပြီးတော့တန်ဖိုးထားမှာပေါ့နော်ပုံမှန်တစ်ခါတလေအကြိုင်အိတ်တယ်ဆိုပေမဲ့အေးရွာချိန်မှာလည်းဝါမှာပေါ့နော်အိတ်ချိန်ပြည့်အောင်အိတ်ပေမဲ့လေပေါ့နော်နေကင်းဘက်တွေမှာနှုံးနေပြီးတော့အမြဲလိုအိတ်ချိန်နေတာမျိုးလည်းဖြစ်ပါတယ်ဆိုတော့ဒီလက္ခဏာတွေက obstructive sleep apnea ပေါ့နော် OSA လို့ခေါ်တဲ့အိတ်နေနဲ့အသက်ရှူရက်တဲ့ယောဂရဲ့လက္ခဏာတွေနဲ့ဆင်တူနေပါတယ်ဒါအပြင်ဆရာကစစ်ဆေးကြည့်လိုက်တော့ကျွန်တော်ရဲ့ရှက်ခင်ကပေါ့နော်အောက်ကိုအနှင်းငယ်တွဲကျနေတာမျိုးလဲတွေးရတယ်လို့ပြောပါတယ်ဒီလိုဖြစ်နေတာကလည်းလှဲအိတ်တဲ့အချိန်မှာအနောက်အရှက်ဖြစ်နိုင်ပါတယ်တဲ့နောက်တော့ဆရာက sleep test စစ်ဖို့အတွက်ရက်ချိန်ပေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ဟိုတယ်ပြန်လိုက်ပါဦးမယ်စိတ်မရက်မှပဲပြန်တွေ့မယ်နော်sleep test ဆေးရမယ့်ရက်ရောက်လာပါပြီဆေးရုံတညတက်ပြီးတော့ဆေးရမှာဆိုတော့ကိုဗစ်ရှိမရှိဆွတ်ပြူပြီးတော့စစ်ဆေးပါတယ်အမလီမျက်ရည်ပါထွက်တယ် What ဆေးရုံမှာညအိပ်ရမှာဆိုတော့လောလောဆယ်တော့ဆေးရုံရဲ့ဖူးကော့မှာညနေစာအဝါကျိတ်လိုက်ပါတယ်ခင်ဗျာကျွန်တော်အတွက်ကတော့ပထမဆုံးဆေးရုံတက်ဖူးတာဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားတာပေါ့ဆေးရုံတက်ဖို့သဘောတူကြောင်းလက်မှတ်ထိုးပါပါတယ်ပြီးတော့ဆေးရုံအခန်းကိုသွားဖို့အတွက်ဝီချဲနဲ့လာခေါ်ပါတယ်လမ်းလျှောက်နိုင်ပေမဲ့လည်းကြောဘောကြီးကလေးနေတော့ဝီချဲပေါ်မှာပဲတက်တောင့်တက်တာလေးလိုက်သွားလိုက်ပါတယ်တကယ်တော့ဒီမှာကဒီလူနာအတွက် comfort ဖြစ်နေအောင်လုပ်ပေးတဲ့သဘောပါကဲဆေးရုံတက်ရမယ့်အခန်းကိုတော့ရောက်ပါပြီအခန်းထဲရောက်တော့သွေးပေါင်နဲ့အဖျားထပ်တိုင်းပါတယ်ပြီးတော့မနက်ကျရင်မနက်စာဘာစားခြင်းလဲဆိုပြီးတော့မီနူးစာအုပ်နဲ့ရွေးခိုင်းပါတယ်ကျွန်တော်ကတော့အကုန်လိုက်ကြည့်ပြီးတော့နောက်ဆုံးတော့ဒီပထမဆုံးက American breakfast ကိုပဲရွေးလိုက်ပါတယ်ခဏနေတော့ sleep technician ဆရာမရောက်လာပြီးတော့မိတ်ဆက်ပါတယ်ကျွန်တော်ကိုဒီကြားထဲမှာရေမိုးချိုးခေါင်းလျှော်ထားပေးဖို့ပြောပါတယ်တဒါဟုတ်ကဲ့အခုကတော့ကျွန်တော်ရေမိုးချိုးခေါင်းလျှော်ပြီးပြီပေါ့နော်sleep technician ကအခုနကကျွန်တော်လာပြောသွားတာသူနောက်ထပ်တစ်နာရီလောက်နေရင်လာပြီးတော့ဆက်တွေတက်ပေးမယ်လို့ပြောပါတယ်အဲ့တော့သူမလာသေးခင်အချိန်မှာကျွန်တော်ဒီ sleep test လုပ်တဲ့အခန်းလေးကိုတစ်ချက်လိုက်ပြပေးမယ်နော်ဆေးရုံဆိုပေမဲ့ဒါဟိုတယ်အခန်းလိုလေးပဲလုပ်ထားတယ်ပေါ့နော်ဒီမှာတော့ဒီဂရင်လေးရှိမယ်ဒီဖက်လုံးမပါပဲမအိတ်တက်တဲ့သူတွေအတွက်ပေါ့နော်ဒီဖက်လုံးလေးတွေလည်းပေးထားတယ်ဒီအခန်းထဲကိုလူနာတယောက်တည်းပဲဝင်ခွင့်ပေးတယ်ပေါ့နော်လူနာဆောင်တော့ဝင်ခွင့်မပေးဘူးအပိုပေးထားလားမသိဘူးတစုံစီတော့ဖြစ်နေတယ်ပေါ့နော်ဒီဘက်ဘေးမှာကျတော့ဒါကျွန်တော်တက်မဲ့ဆက်တွေပေါ့နော်ဒါကတော့ကျွန်တော်အိတ်နေတဲ့အချိန်ဒါကျွန်တော်ရဲ့အခြေအနေကိုစောင့်ကြည့်ဖို့အတွက်ကင်မရာလို့ထင်ပါတယ်ရေခဲတစ်တာရှိတယ် TV ရှိတယ်ပြီးတော့ထိုင်ကုန်လေးတွေဆိုဖာလေးတွေရှိတယ်ပေါ့နော်နောက်ဒီဘက်မှာကကျတော့ရေချိုးခန်းအင်တာလေးပြပါမယ်ဒါတော့ကျွန်တော်ပါလူနာဒီ sleep test လုပ်တဲ့အချိန်ကောင်းကောင်းအိပ်ပျော်ဖို့လိုတာဆိုတော့ဒါအခန်းကိုတေချာလေးတန်ရှင်းတက်ရလေးလုပ်ပေးထားတာပေါ့နော်အခန်းအပူချိန်လေးကိုလည်းတေချာလေးလုပ်ပေးထားတယ်ဒါကတော့တခုခုလိုအပ်တာရှိရင်ဆရာမကိုခေါ်ဖို့အတွက်နှိပ်ရမယ်ခလုတ်လေးပါ8နာရီခွဲမှာတော့ sleep technician ဆရာမရောက်လာပြီးတော့ကျွန်တော်ကိုဆက်တွေစတက်ပါတယ်အရင်ဆုံးဂုံးနဲ့တန်ရှင်းရေးလုပ်တယ်ပြီးတော့ကက်ခွာလေးနဲ့ကြိုးတွေကိုကတ်ပြီးတော့တက်ပါတယ်မျက်နှာမှာတော့ဒီအိတ်နေနေပေါ့နော်မျက်လုံးလှုပ်ရင်သိနိုင်တဲ့နေရာတွေနောက်အန်ကျိတ်တာပါးစပ်လှုပ်တာတွေကိုသိနိုင်ဖို့အတွက်စားတဲ့နေရာတွေမှာတက်ပါတယ်
နောက်အုံနောက်အလုံးလုံးပုံကိုသိရဖို့အတွက်ခေါင်းအနောက်ဘက်မှာလည်းတက်ပါတယ် Please say ဒါကတော့အိတ်နေနေပေါ့နော်အတန်တစ်ခုခုထွက်ရင်သိရအောင်တက်တာလို့ထင်ပါတယ်ဒီရင်ပန်းနဲ့နှာခေါင်းမှာတက်တာကတော့ကျွန်တော်ရဲ့အသက်ရှူနှုန်းနဲ့ပတ်သက်ပြီးတော့နှေးလားမြန်လားဘယ်လောက်အားစိုက်ပြီးတော့ရှူရလဲစတာတွေကိုသိနိုင်ဖို့အတွက်ပါလက်ချောင်းထိပ်မှာကတော့သွေးရင်းအောက်ဆီဂျင်ကိုတိုင်းတာဖို့နဲ့နှလုံးခုန်နှုန်းကိုသိနိုင်ဖို့အတွက်ပါနောက်ဆုံးခြေထောက်မှာတက်တာကတော့အိတ်နေနဲ့ခြေထောက်လှုပ်ရင်သိနိုင်ဖို့အတွက်ပါ You can stand up slowly. ဒါတွေအကုန်တက်တာအချိန်နာရီဝက်လောက်ကြာပါတယ်ကျိုးတွေတက်ထားတာဆိုတော့လှုပ်ရှားရတာစိတ်ယုတ်ကြည်လို့တော့ခံစားရပါတယ်တိတ်တော့မလွတ်လပ်ဘူးပေါ့ So we done. Please turn off your all electronic device. This to me, and you can go to it. You can look up and down 5 times. လှဲပြီးတော့မျက်လုံးကိုအပေါ်အောက်ကြည့်တာဘေးဘယ်ညာကြည့်တာအသက်ပြင်းပြင်းရှူတာအတန်ထွက်တာခြေထောက်လှုပ်တာတွေစမ်းလှုပ်ကြည့်ခိုင်းပြီးတော့ဆက်ကမိမမီစစ်ဆေးပါတယ် You say Okay. အားလုံးပြီးသွားတော့ good night ဆိုပြီးတော့မီးမိတ်ပေးသွားပါတယ်ကဲအိပ်ပါတော့မယ်ခင်ဗျာ good night ပါဝါမနေ့6နာရီခွဲလောက်မှာအိယာနိုးလာပါတယ်အိယာနိုးကစားရုပ်ကိုတော့တီးခံပေးကြပါ Okay. ခေါ်ဖို့အတွက်ခလုံးနှိပ်လိုက်တော့ချက်ချင်းဆိုသလိုပဲ sleep technician ရောက်လာပါတယ်ဆက်တွေတက်တုံးကအတိုင်းပဲပေါ့နော်ထိုင်ပြီးတော့ပြန်ဖြုတ်ပါတယ်ဖြုတ်တာကတော့ခဏလေးပါပဲကဲဆက်တွေတော့ပြန်ဖြုတ်သွားပါပြီကျွန်တော်ရေမိုးချိုးပြီးတော့ဒီမှာကက်ခွာတွေပေးနေတာဆိုတော့ရေမိုးချိုးခေါင်းချော်ပြီးတော့တန်းဆင်လိုက်ပါအောင်မယ်ပြီးရင်တော့တို့မနက်စာလာပုံမယ်ထင်တယ်ကဲဒါကတော့ဘန်နာရဲ့မနက်ခင်းမြင်ကွင်းလေးပါကဲ breakfast ရောက်လာပါပြီကဲစားလိုက်ပါအောင်မယ်ခင်ဗျာကဲအခု sleep test စစ်ထားတဲ့အဖြေကတော့နောက်ထပ်3ရက်လောက်နေမှသိရမယ်တဲ့အဲ့တော့နောက်3ရက်လောက်နေအဖြေဖတ်တာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ကဲအခုကတော့ခဏနေကြရင်ကျွန်တော် sleep test အဖြေသိရပါတော့မယ်ဘာမှတော့မဖြစ်ပါစေနဲ့ပေါ့ สวัสดีครับ sleep specialist နားနှာခေါင်းလေကြောင်းအထူးကုဆရာဝန်ကြီးဒေါက်တာဖော်ဘွန်းကစစ်ဆေးမှုအဖြေကိုကျွန်တော်ကိုရှင်းပြပါတယ် แต่ก็บางช่วงโฟลว์มันลดลงแต่ยังไม่ได้หยุดสนิท အမှသိလိုက်ရတာကတော့ကျွန်တော်မှဒီအိတ်နေနဲ့အသက်ရှူရတဲ့ OSA ယောဂရှိနေပါတယ်တဲ့ကံကောင်းတာကတော့ယောဂကမပြင်းထန်ပဲ mind OSA ဖြစ်တဲ့အပျော်စားအဆင့်ပဲရှိပါတယ်တဲ့ဒါကြောင့်အသက်ရှူစက်တက်ပြီးတော့အိတ်စီရတော့မလိုသေးပါဘူးလို့ဆရာကပြောပါတယ်ကျွန်တော်အိပ်ပျော်နေတဲ့အချို့အချိန်လေးတွေမှာဆိုရင်အသက်ရှူနှေးသွားတာအောက်ဆီဂျင်ကျသွားတာလေးလည်းတွေ့ရတယ်လို့ပြောပါတယ်စိုးရင်ရလောက်အောင်တော့မဟုတ်ပါဘူးပြီးတော့တခြားပုံမှန်မဟုတ်တဲ့အခြေအနေလေးတွေကိုတစ်ခုချင်းရှင်းပြပါတယ်အသေးစိတ်တော့ကျွန်တော်မပြောပြတော့ဘူးเนาะ มีอะไรสอบถามไหมครับเพิ่มเติมไหม ဆရာဝန်ကိုမေးနေရှင်နေလို့ရတယ်တဲ့ ကျွန်တော်အနေနဲ့ကတော့ဒီ lifestyle modification လို့ခေါ်တဲ့နေထိုင်စားသောက်မှုပုံစံပြောင်းလဲဖို့ရယ်နောက်အလုပ်ကစိတ်ဖိစီးမှုများတာတွေကိုရှော့ချဖို့နဲ့နောက်အိပ်ယာဝင်းကျင်မှာဓာတ်မတည့်တာတစ်ခုခုရှိရင်ရှောင်ရှားဖို့ဆရာကအကြံပေးလိုက်ပါတယ်ဒီအချက်တွေကိုသတိထားမှာပေါ့ဗျာ ครับผมครับสวัสดีครับ ကဲကျွန်တော်ရဲ့အခု vlog လေးကနေအိတ်နေနဲ့ဟောက်တက်တဲ့သူတွေအိတ်တာနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုခုရှိတဲ့သူတွေ sleep test လုပ်ချင်တဲ့သူတွေအတွက်ဒီ sleep test နဲ့ပတ်သက်ပြီးတော့ဘူးတုဒတွေအများကြီးရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ sleep test နဲ့ပတ်သက်ပြီးတော့စုံစမ်းနေတာရှိရဆိုရင် Thailand Green ဆေးရုံမြန်မာပြည်ရုံးခွဲမှာစုံစမ်းလို့ရပါတယ် page link ကို comment မှာချပေးထားမယ်နော်ဒီ vlog လေးကအကျိုးရှိရဆိုရင် like and share လုပ်ပေးကြအောင်နော်နောက်ထပ်ရောဘယ်လို test တွေအကြောင်းသိချင်လဲဆိုတာကို comment မှာမှတ်သွားလို့ရပါတယ်ကဲအားလုံးပဲနောက်ထပ် vlog တွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်ခင်ဗျာတတာ